အားလုံးပဲမင်္ဂလာပါဂျူလီယာခါ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ခခတို့ဝင်ကြီးများရုံနဲ့သွားပြီးတော့သွားလိလာမှာဖြစ်ပါတယ်အရင်ဦးဆုံးခခတို့တစ်ကက်လေးသွားဝယ်မှာဖြစ်ပါတယ်တစ်ကက်လေးရပြီဆိုတော့တမိုင်းကြောင်ရှင်းများတဲ့ဂိုင်းမမနဲ့အတူတူသွားလိလာမှာဖြစ်ပါတယ်ခခတို့ပထမဦးဆုံးသွားမယ့်နေရာကတော့လွတ်တော်စာအုပ်ထဲကိုသွားလိလာမှာဖြစ်ပါတယ်လွတ်တော်စာအုပ်ထဲမှာဗီဒီယိုတွေဖိုတိုတွေရိုက်ခွင့်မပေးလို့ခခတွေလည်းမရိုက်ခဲ့ပါဘူးလွတ်တော်ထဲမှာတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့အကြောင်းတွေရယ်ဗိုလ်ချုပ်အောင်ဆန်းဗီဒီယိုကြည့်ခဲ့ရပါတယ်ဝင်ချင်းမှာတော့ Made in England နိုင်ကြီးကိုတွေ့ခဲ့ရပါတယ်ဂိုင်းမမကလည်းခခကိုတခြားလိုက်ရှင်းပြပါတယ်ဒါကတော့လွတ်တော်ပတ်ချမ်းလေးသွားတဲ့ဝင်ပေါက်ပါလွတ်တော်ပတ်ချမ်းလေးကိုလေ့လာပြီးဆိုတော့ဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံရတဲ့စီဝေးခမ်းမလေးကိုသွားမှာဖြစ်ပါတယ်ဒီနေရာကတော့ဗိုလ်ချုပ်ကိုလှုပ်ကြံတဲ့လူတွေဝင်လာတဲ့ပေါက်ပါခခတို့စီဝေးလှုပ်တဲ့ခန်းကိုသွားမှာဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ကိုလှုပ်ကြံခံရတဲ့စီဝေးခမ်းမလေးကိုလည်းတွေ့ပါတယ်တမိုင်းဝင်တပုံတွေကိုလည်းခခတွေ့ခဲ့ပါတယ်။ဂိုင်းမမကလည်းလိုက်ပြီးရှင်းပြပေးပါတယ်။ခခတို့လေးလာတဲ့စီစဉ်လေးကတော့ပြီးဆုံးသွားပါပြီ။45မိနစ်လောက်တော့ကြာပါတယ်။နောက်ထပ်ခခတို့သွားစရာနေရာလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Maze Garden ပါ။ဒီဝင်ကဘာ garden လေးကိုသွားရတာပျော်စရာကောင်းပါတယ်။ခခတို့ကတော့ထွက်ပေါက်ကိုလိုက်ရှာရပါတယ်။တဲတဲ့ခခကတော့နည်းနည်းတော့လဲပတ်နေပါတယ်မိုးရွာလာဆိုတော့ရင်းကြီးလေးနည်းနည်းရှိပါတယ်အခုဒီနားကျတော့အလဲရောက်ပါပြီအလဲကနေပြီးတော့ထွက်ပေါက်ကိုလိုက်ရှာမှာဖြစ်ပါတယ်ခခထွက်ပေါက်ကိုလိုက်ရှာနေရပါခခထွက်ပေါက်လေးတွေ့သွားပါပြီယေးခခနဲ့မောပြီးတော့လမ်းနေလဲရှောက်လိုက်ရလို့နှုတ်ကလေးတောက်လိုက်ပါအောင်မယ်ခခဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်တတား